အားလုံးပဲမင်္ဂလာပါเนาะကိုမွေးရဲ့ဒူဒီကိုမိုး YouTube channel လေးမှာရှိကြတော့ဒူဒီဝန္ဒာရှင်ကိုရီမားတွေအားလုံးမင်္ဂလာပါเนาะကဲကိုမွေးရဲ့ YouTube channel မှာရှိကြတော့ဝန္ဒာရှင်ကိုရီမားတွေအားလုံးပဲကိုမွေးရဲ့ဥပ္ပန်လေးရဆိုရင်ဒါကိုမွေးရဲ့ဝန္ဒာရှင်ကိုရီမားတွေအားလုံးအတွက်เนาะကျွန်တော်အင်္ဂါနေ့မနေ့ပြန်အင်္ဂါနေ့မှာเนาะကစားရမယ်ကျွန်တော်မယောနှစ်ကွက်ကောင်းလေးကိုဒါကိုမိုးလာရောက်ပြီးတော့ပြောပြခြင်းလည်းဖြစ်တယ်เนาะကိုမိုးဒါအကောင်းဆုံးတွက်ထားလို့ရတဲ့မယောနှစ်ကွက်ကောင်းလေးကိုဒါကိုမွေးရဲ့ဝန္ဒာရှင်ကိုရီမားတွေအားလုံးပဲရပါသည်ပေါက်ပါသည်ဆိုပြီးတော့ကိုမိုးအကောင်းဆုံးလေးစူးစမ်းပြီးတော့လာရောက်မျှဝေတင်ပေးခြင်းလည်းဖြစ်တယ်เนาะဒါကြောင့်ကိုမိုးရဲ့ဖန်လေးကိုကြည့်ရှုအားပေးတော့ဝန္ဒာရှင်ကိုရီမားတွေအားလုံးကကိုမိုးเนาะနေ့တိုင်းမှာเนาะကိုမိုးဖန်လေးတွေမြင်ရတွေ့ရအောင်လို့เนาะ channel လေးကို subscribe နှိပ်ကသေးတဲ့ကိုမများအားလုံးက channel လေးကိုအားလုံးကဝိုင်းဝန်းပြီးတော့ subscribe လေးနှိပ်ထားပေးပါเนาะ channel လေးကို subscribe နှိပ်ပြီးတဲ့ကိုရီမားတွေအားလုံးကเนาะဒီဖန်လေးကိုအများသူငါတွေ့ရအောင်အများသူငါရအောင်လို့အများသူငါပေါအောင်လို့เนาะတနေ့တလောက်လေး share လုပ်ရတဲ့နေရာလေးကနေဝိုင်းဝန်းပြီးတော့ဝန္ဒာရှင်ကိုရီမားလောကဝိုင်းဝန်း share သွားပေးပါเนาะတနေ့တလောက်မျှောက်လို့ရတဲ့နေရာလေးကနေကျွန်တော်ရဲ့ဝန္ဒာရှင်ကိုရီမားတွေအားလုံးကဝိုင်းဝန်းပြီးတော့မျှဝေပေးသွားပါเนาะဒါမှသာကိုနဲ့ဝန္ဒာရှင်ကိုရီမားတွေအားလုံးမြင်မယ်တွေ့မယ်ရရှိမယ်ပေါ့เนาะကဲကျွန်တော်တို့အင်္ဂါနေ့အတွက်ပေါ့နော်ဒါ19ရက်နော်9လပိုင်း2026အင်္ဂါနေ့တနေ့တာတော့ကိုဒါကုံမှုအကောင်းဆုံးတွက်ထားလို့ရတယ်နော်မယောကွက်လေးနဲ့နော်မယောကွက်နှစ်ကွက်ကောင်းလေးနဲ့ကုံမှုဒါလုံးမိုင်ဝမ်းချင်းလေးတစ်စုံကိုဒါအရင်ဆုံးမိတ်ဆက်ပေးမယ်နော်ဒီဝမ်းချင်းလေးနဲ့ဒီလုံးမိုင်လေးကိုဒါကျွန်တော်ရဲ့အကိုရီမားတွေအားလုံးကနော်အင်္ဂါနေ့မှာတီတီချာချာလေးထိထိမိမိလေးကစားပါတီချာလေးထိထိမိလေးထိုးပါနော်ဒါကုံမှုလေးဒါဝါနာရှင်အကိုရီမားတွေအားလုံးကိုဒါကိုမလာရောက်ပြီးတော့တင်ပေးခြင်းလည်းဖြစ်တယ်ဒါကြောင့်မလို့ဒါကိုမရဲ့ဒါ channel အသစ်ကလေးလည်းဖြစ်တယ်ဒါကြောင့်အခု channel လေးကိုလည်းအားလုံးကဝမ်းပြီးတော့ subscribe လေးနှိပ်ထားပေးပါเนาะဒါကိုမို့တို့ဒါပထမလက်တွန်းနေတော့ channel လေးကဒါเนาะအဲ့ဒါပြောလို့ရှိရင်တော့ကျွန်တော်ဒါเนาะဒါနားထားလို့ပေါ့เนาะအကိုရီမနားထားဆိုတော့ကျွန်တော်ဒါကွန်ပျူတာလေးမိထားတဲ့အတွက်ဒါကျွန်တော်ရဲ့အကိုရီမတွေအားလုံးကเนาะဒါ3လအပိတ်ခံထားတဲ့အတွက်เนาะအဘန်းကန်လေးထိထားတဲ့အတွက်ကိုဒါအကိုရီမတွေအားလုံးကเนาะအခု channel တစ်ကလေးမှာပဲအားလုံးပဲဝိုင်းပြီးတော့ကြည့်ပြီးတော့ယူသွားပေးပါเนาะဒါကျွန်တော်ရဲ့လူရင်းကိုတွေမှာအားလုံးကလည်းကျွန်တော်ဒီ channel လေးကိုတွေ့တာနဲ့အားလုံးက subscribe လေးပြန်နှိပ်ထားပေးပါเนาะကျွန်တော်ဒီ channel လေးမှာပဲဒါအမြဲတမ်းအဆင်ပြေအောင်တောက်လျှောက်ကျွန်တော်ဒါပေါ့เนาะနေ့တိုင်းမှာလည်းကျွန်တော်ရတော့ဒါကိုမိုးအကောင်းဆုံးတွက်ထားလို့ရတော့မမေရောနှစ်ကွက်ကောင်းလေးနဲ့ကျွန်တော်ဒါလုံးမိုင်လေးတွေကိုအမြဲတမ်းတောက်လျှောက်လည်းအဆင်ပြေအောင်ကျွန်တော်ဒါစူးစမ်းပြီးတော့လာရောက်တင်ပေးခြင်းလဲဒါတင်ပေးသွားမှလည်းဖြစ်တယ်ပေါ့เนาะဒါကြောင့်ဒီ channel လေးကိုပဲအားလုံးက subscribe နှိပ်ထားပေးပါเนาะဒါကျွန်တော်ရဲ့ဒီမှာဒါဖုန်းထားတဲ့เนาะအဖွင့်ကိုရီမားတွေအားလုံးလည်းဒါအဆင်ပြေသွားပြီကျွန်တော်ဒါเนาะဒါ channel အသစ်ကလည်းနော်အစ်လေးဖြစ်တယ်ကျွန်တော်ရတာနော်ကျွန်တော်ဒါအမြင်နဲ့လက်တွဲနေကြောကျွန်တော်ရတာ channel ဟောင်းကလည်းအဘန်းကန်ထိထားတဲ့အတွက်နော်ဒါ3လနားထားတဲ့အတွက်မလို့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးကနော်ဒီ channel လေးမှာပဲအားလုံးဝိုင်းပြီးတော့ယူသွားပေးပါနော်ကဲကိုရီမားအားလုံးပဲမနှက်ဖြန်ကျွန်တော်အင်္ဂါနေ့မှာကိုမှုအကောင်းဆုံးတွက်ထားလို့ရတယ်ဝိုင်းချင်းရဆိုရင်နော်89ဝမ်းချင်းမှာ10ပတ်တီ9ပတ်တီရှိမယ်နော်ဒါ89ဝမ်းချင်းကိုဒါအင်္ဂါနေ့တစ်နေ့တာမှာဒါကစားပါနော်ဒါပတ်တီဝါသနာပါတဲ့ကိုရီမားတွေအားလုံးပဲနော်ဒါအကွက်လေးနဲ့ဒါကျွန်တော်ဖြစ်မနေငွေကြီးအစီမပြေလို့နော်ဒါအကွက်လေးတွေပဲယူကစားခြင်းနဲ့ကျွန်တော်ရဲ့နော်ဝါသနာရှင်ကိုရီမားတွေအားလုံးကနော်ကျွန်တော်ဒါအကွက်ကောင်းလေးနှစ်ကွက်ကိုဒါကိုဒါအားလုံးကိုတင်ပေးထားခဲ့မယ်နော်ဒီထဲမှာမှကျွန်တော်ပတ်သီးလေးတွေကိုဝါနာပတ်သီးပတ်တာကိုဒါအဆင်ပြေတယ်ပတ်သီးလေးတွေကိုဒါနော် AC နဲ့ဒါကစားခြင်းနဲ့ဆိုတဲ့အကိုလေးမှတော့နော်မနေ့ဖြတ်မှာအင်္ဂါနေ့မှာကျွန်တော်89ဝန်းချင်းရှိပါတယ်နော်10ပတ်သီး9ပတ်သီးလည်းဖြစ်တယ်နော်89ပတ်သီးကိုဒါအင်္ဂါနေ့မှာဒါကွန်များအားလုံးပဲဒါယုံကြည်စွာနဲ့ဆော့လို့လည်းရတယ်ပတ်လို့လည်းရတယ်နော်မနေ့ပိုင်းမှာမကြခင်ရင်လည်းညနေပိုင်းလေးမှာဆက်ပြီးတော့ယုံကြည်ရပတ်သီးတစ်လုံးကိုရွေးချယ်ပြီးတော့ကစားပါနော်ဒါ89ပတ်သီးကတော့ဒါအင်္ဂါနေ့မှာမဖြစ်မနေဒါတစ်လုံးသို့မဟုတ်နှလုံးဒါချင်းစီပေါက်ကြားရမယ်လို့ကကိုပြောချင်နေပေါ့နော်ကဲကိုရဲ့ဒါအကိုရီမားတွေအားလုံးပဲကျွန်တော်မနေ့ဖြန်မှာအင်္ဂါနေ့မှာဒါအကောင်းဆုံးဆော့ရမယ်ကျွန်တော်မယောကွက်လေးတွေကိုကျွန်တော်အရင်ဆုံးဒါရွေးထုတ်ပေးသွားခဲ့မယ်နော်ဒီမယောကွက်လေးတွေကိုဒါအင်္ဂါနေ့မှာကျွန်တော်ရဲ့ဒါဝန္ဒာရှင်ကိုရီမားအားလုံးကဒါတေချာလေးထိထိမီလေးနားထောင်ပြီးတော့တေချာလေးလေးကစားပါတေချာလေးလေးထိုးပါနော်ဒါကိုမို့တို့အင်္ဂါနေ့မှာမဖြစ်မနေနော်ဒါဆော့ရမယ်မယောနှစ်ကွက်ကောင်းအောင်ဆိုရင်နော်6လုံးမှနဲ့ပတ်သက်လို့ရှိရင်နော်ဒါ93 92ဆိုတဲ့ခဏလေးနှစ်ကွက်ကိုဒါထိထိမီလေးကစားပါနော်9392เนาะဒီကနန်းလေးနှစ်ကွက်ကိုဒါအင်္ဂါနေ့မှာဒါထိထိမိမိပန်နယ်လေးကစားပါဒါမိန်တင်ထိုးရမှာလည်းဖြစ်တယ်ပေါ့เนาะဒါကနန်းလေးတွေကိုတော့ဒါအကုန်အများလုံးသိတဲ့အတိုင်းပဲเนาะဒါစားတူလေးတော့အားပြီးတော့ထိုးပေးဖို့လိုတယ်ပေါ့เนาะဒါစားတူလေးတော့အားပြီးတော့ထိုးပြီးတော့เนาะထိုးထားပေးပါဒါကိုရီမားတွေအားလုံးကျွန်တော်ရှင်းနဲ့ပတ်သက်လို့ရှိရင်မနေ့ဖြန်ပါเนาะ8နှစ်ဆိုတဲ့ကနန်းလေးနှစ်ကွက်ကိုဒါအဓိကထားပြီးတော့ကစားမယ်အဓိကစားပြီးတော့ထိုးမယ်เนาะဒါ8ပတ်ဒီ8နှစ်เนาะကိုနဲ့ပတ်သက်ရင်93နော်9392ဆိုတဲ့ခဏလေးတွေကိုဒါအဓိကထားပြီးတော့ကစားပါ8ပိုင်း9ပိုင်းကကျွန်တော်အင်္ဂါနေ့မှာမဖြစ်မနေလဲကြမယ်မဖြစ်မနေလဲနော်ဆင်းမယ်လို့ဒါကိုမိုးဒါတက်ပြောနိုင်တယ်ဒါဘာလို့ဆိုရင်ဒါကိုမတွေအားလုံးပဲကျွန်တော်ဒါအပတ်တိုင်းမှာလည်းအဆင်ပြေတယ်နော်နေ့တိုင်းမှာလည်းအမြဲတမ်းကိုမိုးရဲ့ဝမ်းကြီးလေးတောက်လျှောက်လည်းအဆင်ပြေလာခဲ့တယ်နော်ဒါကြောင့်ဒီဝမ်းကြီးကကျွန်တော်ကြမယ်ဆိုရင်မနေ့ဖြတ်မှာနော်8ပိုင်း9ပိုင်းလည်းဖြစ်တယ်8ပိုင်း9ပိုင်းကိုမှကျွန်တော်နော်ရှေ့ပိုင်း9ပိုင်းမှာနော်အကောင်ဆုံးမိကောအနေနဲ့ယူထုတ်ထားလို့ရှိရင်ရှေ့ပိုင်း9ပိုင်းမှာပြီးလို့ရှိရင်ကျွန်တော်နော်
80နဲ့နော်2 84ဒီမယုံကွက်တွေကပဲဒါထွက်ရှိရမှာလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်ပါခဏ10ကွက်ရှိတဲ့အတွက်ကျွန်တော်ဒါ2ကွက်ထဲကိုဒါအကောင်းဆုံးဖြစ်မဲ့ခဏလေးတွေကိုဒါကျွန်တော်ရဲ့ကွန်များလုံးအတွက်ငွေကြေးနော်ဒါအဆင်ပြေအောင်လို့ဒါ2ကွက်ထဲကျွန်တော်ရွေးထုတ်ပေးထားခဲ့တာနော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ကိုဒီမှာ6နဲ့6လုံးမှနဲ့ပတ်သက်လို့ရှိရင်6ပတ်ဒီကိုပတ်မယ်ကျွန်တော်မယုံကွက်အနေနဲ့ဆိုရင်93 92ဆိုတဲ့ခဏလေး2ကွက်ကောင်းကိုလည်းဒါအဓိကအနေနဲ့တင်ပြီးတော့ထိုးမယ်အဓိကအနေနဲ့တင်ပြီးတော့ဆော့မယ်နော်ဒါကြောင့်93 92ရှစ်လုံးမှနဲ့ပတ်သက်ရင်8482เนาะဒီကဏ္ဍလေးတွေကိုဒါထိထိမိမိလေးကျွန်တော်ရဲ့ကွန်များလုံးပဲမနှက်ပြန်အင်္ဂါလေးမှာလုံးဝတေချာပေါက်လေးเนาะဒါကစားထားပြီးပါထိုးထားပြီးပါလို့ကျွန်တော်ရဲ့ဒါလူရင်းကိုဒီမားတွေအားလုံးကအခုမှကြည့်လို့အခုမှတွေ့တဲ့ကျွန်တော်ရဲ့เนาะဒါမိတ်ဆွေငယ်ချင်းเนาะအခုအညီကောင်များအားလုံးပဲဒါတေချာလေးထိထိမိမိလေးကစားပါလို့ကိုပြောချင်ပါတယ်เนาะကဲမနှက်ပြန်အင်္ဂါလေးမှာပြန်ဆုံမယ်အားလုံးပဲဘိုင်ဘိုင်ပါเนาะကိုဝေးပိုင်းဒီမှာရနာဝင်ပြပါအားလုံးဘိုင်ဘိုင်ပါ